အားလုံးကြားဖို့ကြားလိုက်မယ်ငွေမျောရင်ငွေနဲ့လိုက်ဆိုတဲ့စကားလေလောင်စားသမားတွေကတော့ရှုံးလို့ရှိရင်ရှုံးမဲပြီးတော့ငွေနဲ့ထပ်လိုက်ကြရပေါ့နော်အဲ့ဒါဆိုလို့ရှင်တော့ဒီကြားတော့ဘဝဖြစ်မှာပဲငွေကိုငွေနဲ့ပြန်ပြီးတော့ကန်ဆက်တဲ့သဘောမျိုးပတ်စံရှိရဲ့သူကထပ်ပြီးပတ်စံရှိလာအောင်လို့သူတို့ရဲ့ပတ်စံနေနဲ့ကန်ကိုဆက်တဲ့သဘောငွေကိုကန်ဆက်တဲ့သဘောဒါကိုပြောတာငွေမျောငွေနဲ့လိုက်ဆိုတာငွေနောက်ကိုငွေနဲ့ပဲလိုက်တယ်ဒါကဘလို့လဲဆိုတော့ကောင်းတဲ့အနေနဲ့လိုက်တာကိုပြောပြတာနော်ငွေကိုငွေနဲ့ကန်ဘလို့ပြန်ဆက်တယ်လဲဆိုလို့ရှိရင်တတိထားမိကြမယ်တင်တယ်ပတ်စံချမ်းသာတဲ့သူတွေကမဟုတ်ဘူးပေးကြတယ်သူတို့တော့မဖြစ်လောက်ငွေလေးပဲဒါပေမဲ့ရတာတဲ့သူမှာဒီပတ်စံလေသူတို့အတွက်အသုံးဝင်တယ်အဲ့တော့ဘလို့ပုံစံမျိုးလဲဆိုတော့စားတောက်ဆိုင်ဒီဇိုင်းမှာကိုယ့်ရဲ့စပွဲကိုလာပြီး service လုပ်ပေးနေတယ်ဝေတာတွေကိုမဟုတ်ဘူးပေးတာမျိုးကိုအပြင်မှာကားရထားတယ်ပြင်ထွက်သွားတဲ့အခါလုံခြုံရေးကိုမဟုတ်ဘူးပေးတာမျိုးအချို့ဆိုင်တွေမှာဆိုရင်တန်ရှင်းရေးလုပ်ပေးတယ်ဒီလိုလူမျိုးလေးတွေကိုမဟုတ်ဘူးပေးတာမျိုးလမ်းမှာသွားရင်လာရင်လည်းတကယ်ခက်ခဲပြီးတကယ်လိုအပ်မယ်ထင်တဲ့သူတွေကိုမဟုတ်ဘူးလှမ်းပေးတာမျိုးကိုယ့်အိမ်မှာလာပြီးတော့အမိုက်သိမ်းပေးရတဲ့သူကိုမဟုတ်ဘူးပေးတာမျိုးပေါ့နော်ဒီလိုမဟုတ်ဘူးပေးလိုက်တာကသူတို့အတွက်လည်းဘာမှမဖြစ်သွားသလိုရသွားတဲ့သူမှလည်းလက်ဖေးဘိုးလေးပဲရရထမင်းဘိုးလေးပဲရရသူတို့အတွက်ကတကယ်တန်ကြီးရှိတယ်အဲ့တော့အဲ့ဒီရတဲ့လူရဲ့ပီတိကပြန်ပြီးအကျိုးပြီးကျမက skin care လေးတွေရောင်းတယ်ကျမရောင်းတဲ့ပစ္စည်းကိုလာဝယ်တယ်တတိမမတယောက်ရှိတယ်တတိမမလို့ကျမဘယ်လိုသိလဲဆိုတော့သူ့ရဲ့အိမ်ကိုသူကလိပ်စာပြောတဲ့အခါမှာသူ့ရဲ့အိမ်ရှိမှာကြောက်စိမ့်တုံးကြီးနဲ့အလားဆင်ထားတယ်ခြံတကားတွေကိုလည်းငကားပုံကြီးနဲ့အလားဆင်ထားတယ်လို့ပြောကြတဲ့ကကျမကသူပတ်စံရှိရဲဆိုတာကျမသိလိုက်တယ်သူကကျမစီမှာပထမနှစ်ခါလောက်လေသူဝယ်ဘူးတယ်ဝယ်သုံးဘူးတယ်ပေါ့နော်သုံးကြီးလို့ကြာရင်ဆက်သုံးမင်းဆိုပြီးတော့သူသုံးကြီးရဲ့အဆင်ပြေတယ်အဲ့ဒါကြောင့်သူကျမစီကနေထပ်ပြီးတော့ဝယ်တယ်ပေါ့နော်ထပ်လာဝယ်တော့သူဘာပြောလဲဆိုတော့သူသုံးမဲ့ပစ္စည်းတစ်ခုကိုသူကကျမကိုလက်ကားစီးလာမေးတယ်အဲ့တော့ကျမကလက်ကားစီးပြောပြတော့လက်ကားဆိုတာကဒါစင်လိုက်ယူရတာဆိုတော့ဒါစင်လိုက်ကြတော့သူကပြန်ရောက်မဲ့သူမဟုတ်ဘူးသုံးမဲ့သူဆိုတော့သူ့အတွက်ကများနေတယ်အဲ့တော့သူက9ဘူးစီးပဲသူယူလိုက်တယ်ငါနင်းစီက9ဘူးယူမယ်တဲ့နင်ငါကို delivery ပို့ပေးမလားdeli ကကျမကတဝေးကို2000နဲ့ပို့ပေးကျမကလည်းကျမစီမှာအမြဲတမ်းဝင်နေကြ customer ဖြစ်တဲ့အတွက်ကြောင့်မလို့ဟုတ်ကဲ့ရတယ်မညီမလေးပို့ပေးလိုက်မယ်ဆိုပြီးတော့ကျမ delivery နဲ့ပို့ပေးလိုက်တယ်သူကျမစီကနေ9ဘူးကိုလက်လီစီတိုင်းပဲရတယ်ဒါပေမဲ့သူ deli ပို့က2000တက်တာဝါတယ်အဲ့တော့သူပစ္စည်းပဲကုန်တယ်ပို့ကကျမပစ္စည်းပို့ပြီးတော့မကြောက်သူကျမကိုဓာတ်ပုံလေးလာပို့ပေးတယ်ပစ္စည်းရပြီဆိုတာပစ္စည်းဓာတ်ပုံလေးပို့ပြီးတော့ညီမလေးတဲ့လာပို့ပေးတဲ့ဦးလေးကိုအမမိုး1000ပေးလိုက်တယ်တဲ့စဉ်းစားကြည့်နော်လိုအပ်လို့ပေးရမယ်ဆိုတော့လာဖို့ပေးတဲ့ဦးလေးဒလီဦးလေးကိုကြတော့သူမိုး1000ပေးလိုက်တယ်အဲ့ဒါပတ်စံချမ်းသာတဲ့သူတွေရဲ့ငွေသုံးတဲ့နီးပဲ9ဘူးစာတက်နိုင်တယ်9ဘူးတစ်ခါတည်းဝယ်လိုက်ဒီပစ္စည်းတွေကလည်းပုတ်သွားမယ့်အရာမဟုတ်ဘူး expiry ရှိတဲ့အထီကိုသူသုံးလို့ရတယ်အလီလီဝယ်ရင်ပို့ခတွေအလီလီကုန်တယ်အဲ့တော့အဲ့အလီလီကုန်မဲ့ပို့ခကိုသူက9ဘူးတစ်ခါတည်းဝယ်လိုက်တော့ကျမစီကနေလေပို့က free ရတယ်သူတကယ်လိုအပ်တဲ့ဒီဂျလီဦးလေးကိုကြတော့သူမဟုတ်ဘူးပေးလိုက်တယ်ဒါကပတ်စံကိုတန်မိုးရှိလိုအပ်တဲ့နေမှာတုံးချတာအဲ့ဒါကြောင့်လေသူတို့အဲ့လောက်ချမ်းသာတာလေဒါကျမတို့ကပညာယူရမယ်အဲ့လိုငွေကိုစီးနဲ့စနစ်နဲ့လိုအပ်တယ်လို့မျိုးသုံးနိုင်ဖို့ဒါညံ့ရည်ငွေကိုသုံးတဲ့နေရာမှာလေဒါညံ့ရည်ကျမတို့ကပညာယူရမယ့်အရာပေါ့နော်ဒါကျမလက်တွေ့ကိုယ်တွေ့ကြုံခဲ့ဘူးတဲ့အရာလေးကိုကျမပြန်ပြီး sharing လုပ်ပေးတာငွေကြီးနဲ့ပတ်သက်လို့ရှိရင်ဘယ်လို management လုပ်တယ်လဲဆိုတာကတင်တန်းကြီးတွားတက်ဆရာမလို့ဒီလိုမျိုးကိုယ့်ရဲ့ဖက်ထိုးညာလိုအပ်တယ်လို့မျိုးထုတ်ပြီးတော့သုံးတင်တယ်ဦးလေးကိုသူမဝိုးပေးလိုက်တဲ့အတွက်ကြောင့်မလို့အဲ့ဒီကရတဲ့ကန်တရားကြီးကလည်းဒီရသွားတဲ့မဟုတ်ဘူးကြောင့်မလို့သူ့စိတ်ထဲမှာဖြစ်သွားတဲ့ PT အဲ့ဒီ PT ကဒီအမကြီးစီမှာသွားပြီးတော့ကန်ဒီဆက်တာအဲ့အတွက်ကြောင့်မလို့သူ့မှာငွေတွေကပိုးတဲ့ပေါ်များတဲ့များလုပ်ငန်းတွေအဆင်ပြေတဲ့ပြီးငွေဆိုတာသူ့အတွက်မရှားတော့ဘူး